အရသာရှိပြီးစားကောင်းတဲ့အသားလုံးလုံးနီလေးပြပြပေးပါမယ်။ကြက်သားကိုအရိုးနဲ့အရေကုန်ဖယ်ပြီးတုံးလေးတွေတုံးပြီးရေခဲတက်တာဖရီဇာအခဲကန်နေဦးပေါ့နော်။2 နာရီလောက်ကြိုပြီးထည့်ပေးထားပေးပါ။ပြီးရင်ကြက်သွန်ဖြူလိုမဲပြောင်းကုန်မုံလိုမဲရေခဲလေးတွေလိုအပ်ပါမယ်ရှင်။ပြီးရင်အသားကျိတ်ဆက်တဲ့ကိုကြက်သားရယ်ကြက်သွန်ဖြူရယ်ပြောင်းကုန်မှုရယ်စားရယ်ဟင်းခတ်မှုရယ်ငရုတ်ကောင်းမှုရယ်တကြားနဲ့ငယ်ရယ်ရေခဲတုံးလေးတွေရယ်ထည့်ပေးပါမယ်ရှင်။ပါဝင်ပစ္စည်းအားလုံးထည့်ပြီးရင်ကြိတ်ပေးပါမယ်ရှင်။ဒီနေရာမှာကြက်သားအစားမမိကြိုက်နှစ်သက်တဲ့အသားအားလုံးအသုံးပြုလို့ရပါတယ်ရှင်။ပြီးခဲ့တဲ့အသားရယ်ရေခဲတုံးရယ်ပြောင်းကုန်မှုရယ်ထည့်ပြီးတော့ကြိတ်လိုက်တဲ့အသားကစီးစီးပန်ပိုင်လေးနဲ့ထွေးထွေးလေးဖြစ်နေတာအဓိကလှုပ်ဝက်ချက်ပါ။အသားကြိတ်ထားတာရပြီဆိုလို့ရှိရင်ရေနွေးအိုးကိုစူအောင်တဲပါမယ်။ပြီးလို့ရှိရင်ကို့မှာဇွန်းလေးရှိရင်ဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းလက်ကလေးနဲ့ပဲဖြစ်ဖြစ်အလုံးလေးတွေလှုပ်ပြီးရေနွေးဆူဆူထဲမှာထည့်ပြုတ်ပါမယ်ရှင်။လုံးရေပေါ်လို့တလို့ပဲအသားလေးတွေရေပေါ်လာပြီဆိုရင်အသားချက်ပါပြီ။အိုးထဲကဆယ်ထားတဲ့အသားတွေကိုရေခဲရည်တွေကိုစိမ်ပေးပါမယ်။ဒါမှထုတ်ကလေးဖြစ်နေမှာပါ။ရေခဲရည်ထဲမှာခဏလေးပဲစိမ်ထားပြီးဆယ်ထားပေးလိုက်ပါမယ်။ပြီးရင်အေးခမ်းရေခဲတက်တာအေးခမ်းထဲမှာထည့်သိမ်းထားရင်အကြာကြီးသုံးခံပါတယ်ရှင်။ကြေးဦးထဲပဲထည့်စားမလားခောက်ဆွဲပြုတ်ထဲပဲထည့်စားမလားဒါမှမဟုတ်ရင်ကလေးချောင်းထမင်းကြိုက်အတွက်အသင့်ကြော်ပေးမလားအဆင်ပြေတဲ့အရသာကောင်းတဲ့အသားလုံးလေးရပါပြီရှင်။အိမ်မှာလှုပ်စားတော့အသားတိတန့်အသားအစ်စ်စားရတာပေါ့နော်။နောက် vlog လေးတွေမှာပြန်ဆုံပါမယ်ရှင်။